မင်္ဂလာပါရှင်ပကံနျူးရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတော့မှာပါစကိုင်းတိုင်းကံဘလူမြို့နယ်အုံတော်ပြူစောထီရွာကာကင်းစကန်ကိုမနေ့ညအောက်တိုဘာလ10ရက်နေ့ကဝင်ရောက်စီးနင်းနိုင်ခဲ့ပြီးစစ်အုပ်စုအဖွဲ့ဝင်2ဦးသေဆုံးခဲ့တယ်လို့ကံဘလူခရိုင်ပကဖကနေသိရပါဗျ။အုံတော်ပြူစောထီရွာကာကင်းစကန်ကိုကံဘလူခရိုင်ပကဖလှုပ်ရှားရေးတပ်ရင်ကံဘလူခရိုင်အမှတ်3 PDF တပ်ရင်နဲ့နယ်မြေကန်ပကဖတွေပူးပေါင်းပြီးဝင်ရောက်စီးနင်းခဲ့တယ်လို့သိရပါဗျ။ပြူရွာကာကင်းစကန်ကိုတနက်8ချက်မြတာဖောက်ယုံနဲ့စီးနင်းနိုင်ခဲ့ပြီးစစ်သုံးမှန်6ဦး G3 3လက်ကာပိုင်2လက်ကြောင်ချော2လက်တို့ရရှိခဲ့တယ်လို့ကံဘလူခရိုင်ပကဖဒုတက်ရင်မှုပူပိုင်ချဲကလည်းအသိပေးထားပါတယ်စကိုင်းတိုင်းဝက်လက်မြို့နယ်တမာကန်ရွာအတွင်းကိုစစ်ကောင်စီတပ်သားတွေဝင်ရောက်ချိန်မှာပစ်ခတ်ခဲ့တာကြောင့်ပြည်သူ2ဦးသေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်ဒီကနေ့နေ့လယ်ပိုင်းမှာစစ်သားတွေကလက်နက်ငယ်တွေနဲ့ပစ်ခတ်တာကြောင့်တမာကန်ရွာကအသက်80ခန့်အရွယ်အဖွား2ဦးနဲ့အသက်28နှစ်အရွယ်မတန်ဆွမ်းအမျိုးသား2ဦးစုစုပေါင်း2ဦးသေဆုံးပြီးအသက်50ကျော်အရွယ်အမျိုးသား2ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Wallet Information Network ကထုတ်ပြန်ပါတယ်စစ်ကောင်စီတပ်တွေဟာဒီကနေ့မနက်မှာရွှေဘုံမြို့တွင်းကထွက်လာတာဖြစ်ပြီးတပ်သားအောက်ရွာငရွယ်ရွာကနေတမာကန်ရွာအတွင်းကိုရောက်ရှိနေတာဖြစ်တယ်လို့သိရပါတယ်။မကွေးတိုင်းငဖဲမြို့နယ်နေရီကန်ဝင်းကျင်တိုက်ပွဲတွေမှာထွက်ပြေးလာတဲ့စစ်တပ်ရဲ့တပ်မ69နဲ့စကခ18လက်အောက်ခံတပ်ဖွဲ့ဝင်28ဦးကိုနိုင်ငံတကာစစ်သုံးမှန်ဥပဒေစီမင်းတွေနဲ့အညီကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့ဒူဒူတော်လန်ရေးမဟာမိတ်အင်အားစု PRA မကွေးကဒီကနေ့ထုတ်ပြန်ပါတယ်။ဖမ်းဆီးခံရတဲ့တပ်ဖွဲ့ဝင်အများစုဟာအာရမစစ်မှုထမ်းဥပဒေအရပေါ်တာဆွဲခံရပြီးတဲ့နောက်အပတ်စဉ်9ကနေအပတ်စဉ်73အထိတင်နန်းဆင်းထားတဲ့တပ်သားတွေဖြစ်တယ်လို့သိရပါတယ်။ PRA မကွေးအနေနဲ့ငဖဲမြို့နယ်အမ်ပရန်လန်တခြားပသိမ်မွန်ရွာလန်းနဲ့အမ်ပရန်လန်ကြားဒေသတွေမှာစစ်စင်ရေးကိုအကောင့်ထဲဖော်နေတယ်လို့သိရပါတယ်။စစ်တပ်ရဲ့ထိုးစစ်ကိုကြံ့ကြံ့ခံခုခံနေပြီးပျောက်ကြားဒေသတွေတိုးချဲ့ဖော်ဆောင်သွားမယ်လို့ထုတ်ပြန်ထားပါတယ်။ပဲခူးတိုင်းတာယာဝတီအကျဉ်းထောင်မှာလွတ်ရက်စစ်ပြီးပြန်လည်လွတ်မြောက်လာတဲ့နိုင်ငံရေးကျင်းသား9ဦးကိုစစ်တပ်ကနောက်အမှုတွေကပ်ပြီးပြန်လည်ဖမ်းဆီးခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျင်းသားများကွန်ရက် PPNN ကထုတ်ပြန်ပါတယ်။မနေ့ကအောက်တိုဘာလ1ရက်နေ့မှာတာယာဝတီအကျဉ်းထောင်ကနေနိုင်ငံရေးကျင်းသား16ဦးနဲ့အခြားအကျဉ်းသား14ဦးစုစုပေါင်း30ဦးလွတ်ရက်စစ်ပြီးပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။အဲ့ဒီထဲကနိုင်ငံရေးကျင်းသား6ဦးကိုထောင်ဘူးဝမှာပဲရဲကားနဲ့တာယာဝတီရဲစခန်းကိုပြန်လည်ဖမ်းဆီးသွားခဲ့တာပါနိုင်ငံရေးကျင်းသား2ဦးသာပြန်လည်လွတ်မြောက်လာခဲ့ပြီးကျန်နိုင်ငံရေးကျင်းသား9ဦးကိုတော့နောက်အမှုတွေနဲ့တာယာဝတီအကျဉ်းထောင်ကိုပို့ဆောင်ဖမ်းဆီးထားတယ်လို့ PPNN ကထုတ်ပြန်ပါတယ်အဲ့ဒီနိုင်ငံရေးကျင်းသား9ဦးထဲမှာကိုဆိုင်အောင်ငင်းကိုဂျယ်ရီကောင်းထိုင်ကိုတင်ဆိုးခနတ်ဆိုးနဲ့မတ်မြင့်မြတ်သူတို့ပါဝင်တယ်လို့သိရပါတယ်ပြန်လည်ဖမ်းဆီးထားတဲ့နိုင်ငံရေးကျင်းသား9ဦးကိုအကြမ်းဖက်ပုံမှာ50နှစ်နဲ့ထပ်မံတရားစွဲဆိုဖို့ပြင်ဆင်နေပြီးစစ်ကောင်စီကနိုင်ငံရေးအကျဉ်းသားတွေပေါ်လူခွင့်ရေးချိုးဖောက်မှုတွေကိုပေါ်ပေါ်တင်တင်ပြုလုပ်နေတယ်လို့ PPNN ကထုတ်ပြန်ပါတယ်။ပကံနျူရဲ့ Pocket အစီအစဉ်ကိုနားဆင်ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။ပကံနျူရဲ့ Pocket အစီအစဉ်ကို YouTube Channel နဲ့ Spotify Platform တွေမှာလည်းနားဆင်နိုင်ပါတယ်ရှင်။